Good to see you. When I don't see you for several weeks, I miss you. Except I get to see you. Last time I was with you, I discussed how we can solve problems and conflicts, and today we're going to look how to prevent them. Instead of having a problem happen and then solve it, we're going to figure out how the problem won't happen at all. Okay, I'm going to go to the ပြဿနာတွေကျွန်တော်တက်နေတဲ့အချိန်ခါမှာဘယ်လိုလုပ်ပြီးတော့ကျွန်တော်ဒီပြဿနာကိုဖြေရှင်းကြမလဲဆိုတဲ့အကြောင်းအရာကျွန်တော်ပြောဖြစ်ပါတယ်ဒီပတ်မှာတော့ကျွန်တော်တို့ပြဿနာတွေကိုဖြေရှင်းဖို့ထက်ပြဿနာတွေကိုဘယ်လိုကာကွယ်ကြမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်နည်းနည်းပြောချင်ပါတယ် Now we live in a fallen world and the scriptures are pretty clear when they say things like man who is born of woman is a few days and full of trouble. ကျွန်တော်တို့ဒီကမ္ဘာလောကကြီးမှာအင်မတန်မှရှုပ်ထွေးပွေနေတဲ့ကမ္ဘာလောကကြီးမှာကျွန်တော်အသက်ရှင်နေတဲ့အချိန်ခါမှာအမျိုးသမီးတွေကနေပြီးတော့မွေးဖွားလာတဲ့ကျွန်တော်တို့လူသားတွေအားလုံးရဲ့ဘဝအသက်တာမှာမွေးဖွားစဉ်အစရက်အနေငယ်ကနေစပြီးတော့ကျွန်တော်စီမှာပြဿနာပေါင်းမျိုးနဲ့ကျွန်တော်ကြုံဆုံတဲ့ဖြစ်ပျက်မျိုးကျွန်တော်ရှိပါတယ် And Jesus said, in this world you will have tribulation, but be of good cheer, for I have overcome the world. တကယ်ရှိခရစ်တော်ကတော့ကျွန်တော်တို့ကိုပြောနေတာအဖြစ်ကျွန်တော်တို့ဒီအင်မတန်မှရှုပ်ထွေးပွေဒီခက်ခဲကြမ်းတမ်းတဲ့ tribulation ဆိုတာကျွန်တော်တုံ့လောက်စရာကောင်းတဲ့အကြောင်းအရာတွေမှာကျွန်တော်နေကြပါတယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်ရဲ့ဘဝအသက်တာကိုဝမ်းမြောက်ရှင်လန်းစွာနဲ့ကျွန်တော်အသက်ရှင်တတ်ဖို့အတွက်ကျွန်တော်တိုက်တွန်းထားတဲ့အကြောင်းအရာလေးရှိပါတယ် But even if you lived a perfect sinless life, you would still have problems. တကယ်လို့ကျွန်တော်ဘဝအသက်တာမှာအပြစ်တစုံတရာလုံးဝမရှိဘူးကျင်းစင်နေဆိုပေမဲ့ကျွန်တော်ဘဝအသက်တာမှာပြဿနာတော့ရှိကောင်းရှိနေဦးမှာပါ Now you might think, Pastor Jeff, how would you know that? အဲ့တော့မေးစရာတော့ရှိဟာတော့ Pastor Jeff ကျွန်တော်ဘယ်လိုလုပ်ပြီးများသိနိုင်ပါလဲဆိုပြီးတော့ကျွန်တော်မေးကောင်းပေးပါလိမ့်မယ် Well, it's simple. You look at the only life that's ever been sinless, the only perfect life ever lived, and you'll get a picture. And that's what Jesus was, and he had plenty of conflicts and plenty of problems. အဲ့တော့ကျွန်တော်ဘဝအသက်တာမှာဟာအပြစ်သုံးတရားဘာမှမရှိဘူးဆိုတော့အပြစ်ကင်းစင်တဲ့သူတယောက်အကြောင်းကိုကျွန်တော်ပုံဖော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဘဝအသက်တာမှာတယောက်ယောက်ကိုတော့ကျွန်တော်တွေ့ရမှာမဟုတ်ပါဘူးသခင်ယေရှုခရစ်တော်ကိုတော်တိုင်ပဲဖြစ်ပါတယ်သူကလွယ်ပြီးဘူးမှရှိမှာတော့မဟုတ်ပါဘူးဒါပေမဲ့အပြစ်သုံးတရားကိုကျွလွန်ခြင်းမရှိဘူးအပြစ်တရားလုံးဝမရှိဘူးဆိုတဲ့သခင်ခရစ်တော်ကိုတော်တိုင်မှာတော့မှပြဿနာလေးတွေသူဖြတ်တန်းခဲ့ရတဲ့ဟာလေးတွေရင်ဆိုင်ရတဲ့ဟာတွေမြောက်များစွာရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် Now I believe it is actually possible for us to avoid a lot of problems, not all of the problems of life, but we can avoid some of them. ကျွန်တော်တို့အဲ့တော့ပြဿနာကိုကျွန်တော်ရှောင်လွဲလို့ရကောင်းရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်စီမှာရှောင်တချို့တော့ပြဿနာတွေပဲကျွန်တော်ရှောင်လွဲလို့ရပါဒါပေမဲ့ချို့တွေကတော့ကျွန်တော်ထိတ်တိုက်ရင်ကိုရင်ဆိုင်ရမယ့်အခြေအနေမျိုးလည်းကျွန်တော်ရှိတတ်ပါတယ် You know, some problems we bring on ourselves, we cause them. We make bad choices or we make bad decisions, and then we have to live with the consequences. တချို့တော့ပြဿနာတွေကိုတော့ဖြစ်ကျွန်တော်တို့ကိုယ်တိုင်ပဲကျွန်တော်တို့လုံးပြီးတဲ့ဟာတွေရှိပါတယ်ကျွန်တော်တို့ပဲကျွန်တော်ဘဝတက်တာတွေကိုယူဆောင်လာတာပါအဲ့ဒါလေးတွေကဘယ်လိုအခြေအနေမျိုးမှာကျွန်တော်ဖြစ်တတ်တယ်လဲဆိုတော့ခါကျရင်ကျွန်တော်တို့ရွေးချယ်မှုမှားယွင်းသွားတဲ့အကြောင်းအရာတွေထဲမှာတော့၎င်းအခါတလေကျကျွန်တော်ဆုံးဖြတ်ချက်မှားယွင်းသွားတဲ့အချက်တွေပေါ်မှာတော့၎င်းကျွန်တော်ကိုယ်တိုင်ကမှကျွန်တော်ဘဝတက်တာမှာဆောင်ယူခဲ့တာပါ You know, the same was true for Dawson, who made a bad decision that caused him a whole lot of problems. You see, Dawson and his wife Jennifer, they'd been debating on what kind of car to buy for weeks. အဲ့တော့ Dawson ဆိုတဲ့လူတစ်ယောက်အကြောင်းနဲ့သူအမျိုးသမီး Jennifer အကြောင်းကိုကျွန်တော်ပြန်ပြီးကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့တပတ်တာလုံးကာလမှာကျွန်တော် IKBC ဒီအပရင်ဆိုင်ရတယ်လို့ပါပဲလေနော်ဘယ်ကားကိုများကျွန်တော်ဝယ်ရပါမလဲဆိုပြီးတော့ကျွန်တော်တို့အငင်းခုန်လုပ်နေတဲ့အချိန်ကိုသူတို့ဖြတ်သန်းနေကြပါကိုစိုးသိန်းနဲ့တောင်းတာများလားမသိပါဘူး Now, Dawson would have settled on any old truck, but Jennifer, she wanted a little sports car that would zip around in the traffic. အဲ့တော့သူတို့ကဘယ်ကားဝယ်ရကောင်းမလဲဆိုပြီးပြောလိုက်တဲ့စဉ်းစားပြီးအချင်းချင်းငင်းခုန်တဲ့အချိန်မှာ Dawson ကြတော့သူကဘာပဲ truck ပါလေကိုစိုးသိန်းကကျွန်တော်ပြောတာနည်းနည်းတော့ကွက်တီးဖြစ်တယ်လို့ပဲနော် truck ပဲဝယ်ရရင်ကောင်းလားဒါမှမဟုတ်သူအမျိုးသမီး Jennifer ကြောင့်မဟုတ်ဘူးနည်းနည်း sport car ပုံစံလေးနဲ့ပေါ့လေ traffic မှာချွတ်ဆိုပြီးတော့ truck ရတဲ့ဟာမျိုးကိုလိုချင်နေတယ်ဆိုပြီးတော့သူတို့ကငင်းခုန်နေကြပါတယ် But the sports car was way out of their range. And Jennifer said, I want something that goes from 0 to 200 in just a few seconds. ပြီးတော့ပြန်ပြီးစဉ်းစားကြည့်လိုက်ပြီဆိုရင် Jennifer လိုချင်တဲ့ဒီ car sport car ကြတော့သူတို့ရဲ့
အတိုင်းအတာထက်နည်းနည်းလေးကြော်လွန်နေတဲ့အခြေအနေမျိုးရှိတယ်ပြီးတော့သူလိုချင်တဲ့အခါက0ကနေပြီးတော့ -100 အတွင်းမှာတော့ second by နဲ့ shut ဆိုပြီးတော့တက်သွားတာဟာမျိုးကိုသူလိုချင်ပါတယ် And she said, nothing else will do, and my birthday is coming up soon, so surprise me. အဲ့တော့သူယောက်ျားကိုသူအနိုင်ယူဖို့ဆိုသူပါပြန်လုပ်လဲဆိုတော့အာငါ့ကိုနင်းဟိုငါပတ်တင်နဲ့မကြခင်ရောက်လာတော့မှာပဲအဲ့ပတ်တင်ရက်မှာငါ့ကိုဒီကားလေးဝင်ထားပြီး surprise လုပ်ပါလားဆိုပြီးတော့သူတောင်းဆိုပါတယ် So he bought something that would go from 0 to 200 in just a few seconds. He wrapped it up for her birthday, and when she opened it up, she found out that he had bought her a bathroom scale. အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ကြီးလိုက်တဲ့အခါမှာတကယ်ပြန်ပြီးတော့ကြည့်တော့ bathroom scale ဆိုတာဟာ what is it Weighs how much you weigh. Oh, okay. အဲ့တော့ဒီကျွန်တော်လည်းလွတ်တော့ပါတော့အခုကသူပြောတာတုံညနေပြီးတော့မိုင်နေရာအတွင်းမှာနေရာအတွင်းကိုဖြတ်တဲ့ရောက်ချင်တဲ့ဟာမျိုးကိုလိုချင်တယ်ဆိုပြီးတော့သူ့ယောက်ျား surprise လုပ်ပါလို့တောင်းတဲ့ခါရတယ်သူ့ယောက်ျားလည်းအသေးချာလေးအဲ့တော့ pack လုပ်ပြီးတော့ဗောလေသူ့မျိုးသမီးကိုပေးလိုက်တယ်ပေးလိုက်ပြီးတော့ကြီးလိုက်တဲ့အခါမှာတစ်ခါလဲဖွင့်ကြည့်လိုက်တဲ့အခါကျတော့ပေါင်ချိန်ဆက်ဖြစ်နေပါတယ်လို့အဲ့ပေါင်ချိန်ဆက်မှာစက်ကမိုင်းမဟုတ်တော့ဘူးလားခါဒိတ်ဆိုတက်လိုက်တာတစ်ခါလဲနေရာပေါင်နေရာအချက်ရောက်သွားတယ်အဲ့ဒါဒီကိုသူ့ယောက်ျားဝယ်ပေးပါတယ်ဟိုနင်းလိုက်တာနဲ့ဒီမှာနင်းလိုက်တာစက်ကမိုင်းတွေမိုင်းနေရာရောက်သွားပဲကားစားတက်လိုက်တော့သူကပြောတော့စက်ကမိုင်းတွေနေရာရောက်တဲ့ဟာလို့ပြောတော့မိုင်းလို့မထည့်တော့လဲအဲ့တော့ဟုတ်တယ်ရတယ်စက်ကမိုင်းတွေနေရာရောက်လာတော့ပေါင်ချိန်ဆက်ပဲဆိုပြီးတက်နေလို့ရတဲ့ဟာကိုလည်းပြီးလိုက်ပါတယ် And he caused that problem himself, and nobody's heard from him since. အဲ့တော့သူရဲ့အခြေအနေအကြောင်းပြန်ကြည့်ရဘူးသူမှဒီလောက်ဆောင်တဲ့အရာပေါ့သူတို့မှသူတို့လောက်ဆောင်တဲ့အရာပါ Well, in the automotive world, in cars and in mechanical world, there's a thing called preventative maintenance. အဲ့တော့ကျွန်တော်တို့ဒီကားအခုကျွန်တော်ကားအကြောင်းတွေကျွန်တော်ပြောနေကြတဲ့အတွက်ဒီကားလောကထဲမှာပေါ့လေနော်ကျွန်တော်တို့အများအားပြောဆိုနေကြတဲ့စကားတစ်ခုမှာကြိုတင်ကာကွယ်ပြီးတော့ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့အကြောင်းအရာကျွန်တော်ပြောဖြစ်ပါတယ် For instance, automakers say that we should change our oil every 5,000 miles, and if you change your oil every 5,000 miles, it keeps a lot of problems from happening to your engine. အဲ့တော့ကျွန်တော်တို့ကားရောင်းတဲ့ပုံကိုယ်တွေကနေပြီးတော့ကားဒီလာတွေအများအားပြောလေးပြောတာရှိတာကျွန်တော်အများအားပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးပေါ့လေနော်ပြောတဲ့ချိန်ခါမှာအများအားမိုင်9000လောက်ရောက်တဲ့ခါမှာ C ကိုလဲတဲ့ engine oil ကိုလဲတဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုခဏကျွန်တော်တို့ဒီ engine oil ကိုကျွန်တော် change လုပ်ပေးတဲ့အတွက်ကျွန်တော်ရဲ့ engine သက်တမ်းကလည်းပိုပြီးရှည်ကြပြီးတော့ engine ကနေပေးတဲ့ပြဿနာတွေတော်တော်များများကိုကောက်ွယ်နိုင်လိမ့်မယ်လို့ကျွန်တော်အများအားသတိပေးပါတယ် Take your house, for instance. You don't wait till the ceiling falls in to fix the leaking roof. အဲ့တော့ကျွန်တော်အိမ်ပိုင်ရှင်ရှိနေတဲ့သူတွေကလည်းတကယ်လို့ကျွန်တော်အမိုးကနေပြီးတော့ပြုတ်မကြခင်မှာကျွန်တော်နည်းနည်းပါးပါးယိုနေတဲ့ဒီရေယိုပေါက်လေးတွေကိုကျွန်တော်အမြန်ပိတ်ဖို့အမှန်တမ်းအရေးကြီးပါတယ် You fix a broken drain underneath your sink so that water doesn't stand in the basement of the house or run across the floor. တကယ်လို့ကျွန်တော်အိမ်မှာပိုက်ပေါက်နေတာတော့ပိုက်ပြဿနာလေးကျွန်တော်ရှိနေရဆိုရင်အိမ်လုံးကိုရေတွေရှာပြီးတော့ပြဿနာမျိုးမျိုးကျွန်တော်တို့ဒီမြောက်ခါးနေမှာရေတွေပြည့်သွားတဲ့ဟာမျိုးဖြစ်ခင်မှာကျွန်တော်ကြိုတင်ပြီးတော့ကျွန်တော်လုပ်တင်ပါတယ် Well, let's think about some things that we can do to avoid problems in the first place. အဲ့တော့ဒီထက်ပိုပြီးတော့သစင်သက်ပြီးတော့ကျွန်တော်စဉ်းစားလိုက်မယ်ဆိုကျွန်တော်ရင်ဆိုင်တတ်တဲ့ပြဿနာတွေကိုပြဿနာဖြစ်တယ်ဆိုတဲ့ဟာမျိုးမရောက်လာခင်မှာကျွန်တော်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပို့ပြီးတော့လေ့လာသင့်ပါတယ် First, we can avoid some problems by listening to God's law. အဲ့တော့နံပါတ်1အနေနဲ့ဒီပြဿနာတွေကိုကျွန်တော်နေ့စဉ်နဲ့မြရင်ဆိုင်ရပြဿနာတွေကိုကျွန်တော်မဖြေရှင်းရခင်မှာကျွန်တော်ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့အကြောင်းအရာကိုနံပါတ်1ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ထာဝရဘုရားရှင်ရဲ့စကားတော်ကိုနားထောင်ခြင်းအားဖြင့်ပထမဆုံးပြီးတော့ကျွန်တော်ဒီအရာတွေကိုကျွန်တော်ရှောင်သွားနိုင်ပါတယ် Psalm 119, 9 through 11 says, How can a young man keep his way pure? By living according to your word. It goes on to say, I seek you with all my heart. Do not let me stray from your commands. I have hidden your word in my heart that I might not sin against you. အဲ့တော့ဒီနံပါတ်1အနေနဲ့ကျွန်တော်ဘုရားရှင်ရဲ့စကားတော်ကိုကျွန်တော်နားထောင်ပြီးတော့ကျွန်တော်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းအရာထဲမှာ139ချိန်မြောက်သောဆာလံအခန်းကြီးအခန်းငယ်9ကနေပြီးတော့7ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာကျွန်တော်သချင်လို့ဖတ်ပါမယ်ရှဗြံဝါကိုရှီယာလမ်ပရမာဦးကကဒင်းရနာရဲတာနာမုန်ကတဲ့ဘရန်စလီငါယံရဲနာရဲငါအိုင်ညအမီမခါတဲ့ငိုင်ဖက်တမ်နီအိုင်နမ်ချက်ဒါအိုက်ကဖက်ငိုင်လိုက်ကငိုင်နမ်ဖက်ရှုတ်မြစ်ဦးကနာအကဖက်ညအမီထငိုင်ဘန်ဒါနာဆေအိုင်ယေဟောဝါယေနမ်အာလူန်ဒိုင်နာကမဒတ်ငိုင်ဖက်ရွှေညာယေကျွန်တော်ဒီ119ချိန်မြောက်တော့ဆာလံကျမ်းထဲမှာပြိုရွယ်တော့လူလင်တွေကနေပြီးတော့ဘလို့လုံးပြုတ်ဘွားအသက်တာကိုရှောက်သွားမလဲရှောက်သွားမလဲဆိုတဲ့အကြောင်းအရာတွေထဲမှာ
ထာဝရဘုရားခင်ရဲ့စကားတော်ကိုစိတ်နှလုံးတော်ထဲမှာတွင်ထားပြီးတော့ထာဝရဘုရားရှင်ရဲ့လိုတော်တိုင်းလိုက်လျှောက်တယ်ဆိုပြည့်စုံပါတယ်ဆိုပြီးတော့ဆာလံကျမ်းထဲမှာဖော်ပြထားပါတယ် You see, since sin causes problems in our lives, the less we sin, the less problems will occur in our lives. အဲ့တော့ကျွန်တော်ရဲ့ဘဝအသက်တာမှာပြန်ပြီးကြည့်လိုက်မယ်ဆိုရင်တစ်ခါတလေကျကျွန်တော်မမျော်လင့်မနဲ့မှားယွင်းသွားတဲ့အကြောင်းအရာတွေကနေပြီးတော့ကျွန်တော်တို့ကိုပြဿနာဆိုတာဖြစ်စေပါတယ်အဲ့တော့ကျွန်တော်တို့အမှားအယွင်းတွေကိုနည်းနိုင်သမျှနည်းလေကျွန်တော်ဘဝအသက်တာထဲမှာကျွန်တော်ရင်ဆိုင်ရမယ့်ပြဿနာဆိုတာနည်းလေဖြစ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်သတိပြုဖို့လည်းလိုပါတယ် Most of the times that I've gotten in trouble in my life was when I knew what God's law said to do or not to do, and I went ahead and either did it or didn't do it, and caused many problems for myself. What problems might you and I avoid if we listen to God's law? အဲ့တော့ကျွန်တော်ရဲ့ဘဝအသက်တာကိုပြန်ပြောင်းပြီးစဉ်းစားကြည့်လိုက်တဲ့အချိန်ခါမှာမြောက်အများကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေကဘယ်လိုကြောင့်ဖြစ်လာတယ်လဲဆိုတော့ဖခင်ရှင်ကနေပြီးတော့နှုတ်ပတ်တော်ထဲမှာဒီဟာကိုလှုပ်ဆောင်ပါဆိုတဲ့ဟာကိုကျွန်တော်မလုပ်ပြီးပဲနဲ့ဖခင်မလုပ်ပါနဲ့ဆိုတဲ့ဟာကိုကျွန်တော်ရွေးချယ်ပြီးတော့သွားပြီးလုပ်ပြီးကြတဲ့အကြောင်းသူ့ရဲ့အကျိုးဆက်အပြင်ကျွန်တော်ခံစားခဲ့ရတဲ့ပြဿနာတွေပေါင်းနေမြောက်များဆိုတော့ကျွန်တော်ရင်ဆိုင်ခဲ့ပူပါတယ် Well, here's one set of problems that we would solve. We could solve a lot of physical problems. In Deuteronomy chapter 7, verse 15, it says, "The Lord will keep you from every disease. He will not inflict the diseases you knew in Egypt." အဲ့တော့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာရင်ဆိုင်နေရတဲ့အကြောင်းအရာတွေထဲမှာနံပါတ်1အနေနဲ့ခန္ဓာအားဖြင့်ကျွန်တော်တို့ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုကျွန်တော်တို့ကြော်လွှားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီတရားဟောရာကျမ်းအခန်းကြီး9အငယ်15ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာဘာအကြောင်းအရာကြော်တရားလဲဆိုတော့ယေဟောဝါကောနံကောနာအနာအခါယုံမယုံဖဲယန်ဆန်ကောရာနာနံမူယူအိုအေဂုတုမုန်ထခတ်ခရစ်ပါစင်နီနံထကပ်စငွန်နာဝူအိုင်ရိုင်နံဖဲဒုံညော့အိုင်နီယုံထရှိကပ်နာဝူအိုင်ဆိုပြီးတော့ကျွန်တော်တို့စမှာပြောပါတယ်ဒီထဲမှာတရားဟောရာကျမ်းထဲမှာဣသရေလလူမျိုးတွေကိုဖျားသခင်ကနေပြီးတော့သူ့ရဲ့စကားတော်အတိုင်းလိုက်လျှောက်တယ်ဆိုရင်ရင်ဆိုင်ရမှာဖြစ်တဲ့ကျွန်တော်ရဲ့ခန္ဓာနဲ့ပတ်သက်တဲ့ယောဂဗျာကနေပြီးတော့ကျွန်တော်လွတ်မြောက်ရတော့ခွင့်ကိုပေးမယ်ပြီးတဲ့အခါမှာဣသရေလလူမျိုးတွေနေထိုင်ခဲ့ပြီးတော့အေဂုတုပြည်မှာခံစားခဲ့ရတဲ့ကြင်ချင်းမင်္ဂလာပေါ့လေနော်ကတ်ဆိုးမျိုးကိုဣသရေလလူမျိုးတွေစီမှာမရောက်စေဘူးဆိုရဲ့ဂတိတော်နဲ့သူတို့ဆောင်ခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တရားဟောရာကျမ်းထဲမှာကျွန်တော်တွေ့ရပါတယ် You know, most of those old dietary laws in the Old Testament, they were simply given to protect the children of Israel from common diseases of the day. အဲ့တော့ပထမဆုံးအနေနဲ့အခုဒီမှာပေါ်ပြသွားတဲ့အကြောင်းအရာတွေမှာထာဝရဘုရားရှင်ရဲ့စကားတော်ကိုလိုက်လျှောက်တယ်ဆိုရင်ကျွန်တော်ခန္ဓာအရာနဲ့ရင်ဆိုင်ရတဲ့ယောဂဗျာကအစကတ်ဆိုးတွေကအဆုံးပါလေနော်ဒီအရာတွေကနေပြီးတော့ဘုရားရှင်ကနေပြီးတော့ကျွန်တော်ကွယ်ကာသွားမယ်ဆိုတဲ့အကြောင်းကိုတရားဟောရာကျမ်းထဲမှာပေါ်ပြထားပါတယ်ပြီးတဲ့အခါမှာကျွန်တော်တရားဟောရာကျမ်းထဲမှာပဲဣသရေလလူမျိုးတွေကိုဘယ်ဟာကစားတဲ့နဲ့ဘယ်ဟာကမစားတဲ့ဘူးဆိုပြီးတော့ကျွန်တော်ပြန်ပြီးဆက်ပြီးကြည့်လိုက်မယ်ဆိုဝုပြုရာကျမ်းတို့ဘာလို့ဘက်မှာကျွန်တော်ပြန်ပြီးကြည့်လိုက်မယ်ဆိုဒီအကြောင်းအရာတွေ့ရတယ်ဒီအရာအားလုံးဒီဣသရေလလူမျိုးတွေရဲ့လူအသက်ရှင်မှုမှာခန္ဓာအရာထဲမှာဖြစ်ပွားတတ်တဲ့ပြဿနာတွေကိုရှောင်လွှဲနိုင်ဖို့အတွက်ဘုရားကနေပြီးတော့မိန့်မာထားတဲ့အကြောင်းအရာတွေဖြစ်ပါတယ် And I believe we would be better off physically if we not only followed not necessarily the letter of the law, but the intent of the law. အဲ့တော့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာခုနပြောသလိုပဲကျွန်တော်ရဲ့ကျမ်းမာရေးဆိုတဲ့ကျွန်တော်ရဲ့ခန္ဓာပေါ့လေနော်ရင်ဆိုင်တတ်တဲ့အကြောင်းအရာဟာဟိုမှာနာသွားပြီဒီမှာထိသွားပြီဆိုတဲ့အကြောင်းအရာကိုရင်ဆိုင်ရတဲ့ဟာတွေကိုရှောင်လွှဲဖို့အတွက်ဖယားရှင်ကနေပြီးတော့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းထဲမှာဘာကိုဖော်ပြထားတယ်လဲဆိုတော့တိယုံလည်းမဟုတ်ဒါကိုကျွန်တော်ဘယ်လိုလိုက်လျှောက်ဖို့လဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြီးစဉ်းစားဖို့အကြောင်းအရာလည်းဖြစ်ပါတယ် See, just last week I ate at a Lone Star Steakhouse, and there was the following warning on a menu. It said, "We suggest that you do not order your steaks rare, because rare steaks contain uncooked blood, and uncooked blood is known to carry diseases." အဲ့တော့ကျွန်တော်လုံခဲ့တဲ့အပတ်တုန်းကကျွန်တော်ဒီ Lone Star Steakhouse ဆိုတဲ့ restaurant ကြီးမှာညနေစာသွားစားတဲ့အချိန်ခါမှာအဲ့ဒါမှသူတို့ရဲ့ menu ထဲမှာပုံမှာသတိပေးစာသားတစ်ခုပါထားတာကျွန်တော်ဖတ်လိုက်မိပါတယ်အဲ့စာသားထဲမှာဘာပြောတယ်လဲဆိုတော့ကျွန်တော်ဒီမကြက်တစ်ချက်ပေါ့လေနော်အစာဟိုကျွန်တော် medium rare ဘာညာဆိုပြည့်ရှင် rare steak ကိုမစားပါနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့အသေးချာမချက်မပြုတ်ထားတဲ့မချက်ရသေးတဲ့အသွေးတွေထွက်လာတော့เนาะအဲ့ rare steak မှာအဲ့ရနေပြီးတော့လူတွေမမြင်ရတဲ့ဒီယောဂဗျာတွေပါလာတတ်တယ်ဆိုတဲ့သတိပေးစာသားတစ်ခုကိုကျွန်တော်ဖတ်မိပါတယ် And do you know where the first recorded instruction against ingesting uncooked blood is? It's found in Deuteronomy chapter 12. အဲ့တော့ကျွန်တော်သတိပေးထားတဲ့ဟာမှာဒီစားတောက်ဆိုင်ကပထမဆုံးသတိပေးတာလားမဟုတ်ပါဘူးချစ်တော်မိတ်ဆွေကျွန်တော်တရားဟောရာအကြောင်းကိုကြည့်လိုက်တဲ့အခါမှာအသွေးကိုမစားဖို့အတွက်ဖယားဖယားနေပြောမိတ်ပါထားတဲ့အကြောင်းအရာကနှုတ်ကပတ်တရားတော်ရန်နေလာတာပါ
Yeah, it took Lone Star Steakhouse 4,000 years to figure it out. ဒါပေမဲ့အဲ့ Lone Star Steakhouse ကနေပြီးတော့ဒီအကြောင်းအရာကိုသတိပြုမိဖို့အတွက်နှစ်ပေါင်း4000တောင်ကြာသွားတယ်။ဘာလို့ဆိုကျွန်တော်ကအစပေါ့လေနော်။ခါတော့မှလိုက်ဆို rare ပဲတော့မှာ။ဒါပေမဲ့အခု Lone Star Steakhouse ဆိုတာတကယ်နာမည်ကြီး Steakhouse ပေါ့လေနော်။အဲ့မှာမကြက်တစ်ကြက်ကြီးကိုမစားပါနဲ့ဆိုတဲ့သတိပေးစာသားကြီးထွက်လာပါတယ်။နှစ်ပေါင်း4000တောင်ကြာသွားပါတယ်။အဲ့ဒါကိုသတိပြုမိဖို့အတွက် Well, not only could we avoid physical problems, but we could avoid lots of relational problems as well. ပြီးတော့ထောင်ရဖျားရဲ့စကားတော်ကိုကျွန်တော်စိတ်စိတ်နားထောင်တဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာမှာရင်ဆိုင်တတ်တဲ့ခုနပြောတဲ့ယောဂဗျာနဲ့သက်ဆိုင်တဲ့ပြဿနာတွေဒါလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ပေါင်းတဲ့ဆက်ဆံရေးဆိုတဲ့အရာမှာဖြစ်တတ်တဲ့ပြဿနာတွေကိုလည်းကျွန်တော်ရှောင်လွှဲလို့ရပါတယ် What would happen if we took seriously the command, love your neighbor as yourself? အဲ့တော့ကျွန်တော်ပထမဆုံးเนี่ยကျွန်တော်စဉ်းစားကြည့်ရရင်သင်ရဲ့အိမ်နီးနားချင်းတွေကိုမိမိရဲ့ဘဝအတိုင်းကျွန်တော်ရဲ့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကိုကိုယ့်ရဲ့ဘဝအသက်တာတိုင်းချစ်ပါဆိုတဲ့စကားတော်ကိုလည်းကျွန်တော်နားထောင်နေဆိုရင်ဘယ်လိုမျိုးဆက်ဆံရေးမျိုးကျွန်တော်ရှိနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် Now you're supposed to answer this question. Does your neighbor live next door to you? အဲ့တော့မင်းဆရာမင်းကုန်းကတင့်ရဲ့အိမ်နီးနားချင်းကတင့်ရဲ့နားမှာနေပါသလား Does your neighbor live in Carmel, Indiana? ပြီးတော့နောက်အိမ်နီးနားချင်းတယောက်ဟုတ်ခမောင်းအင်ဒီယာနာဥက္ကမတို့လိုနေတဲ့နေရာမှာနေပါသလား Yes or no? Does your neighbor live in Ohio? အိုဟိုင်းယိုမှာတင့်ရဲ့အိမ်နီးနားချင်းနေပါသလား Does your neighbor live in India? အိန္ဒိယမှာနေပါသလား Think about it. I can get in an airplane and be in India in a very short time. Today, our neighbor is everybody. အဲ့တော့ဒီနေ့ဒီအိမ်ကြီးချင်းဆိုတဲ့အကြောင်းအရာတွေကိုကိုယ်နဲ့ဆက်ဆိုင်တော့ဆိုတဲ့အရာကိုပြောတာပေါ့နော်ကျွန်တော်တမန်ကျမ်းစာထဲမှာတော့ဒါပေမဲ့ English မှာတော့ neighbor ကျွန်တော်ကချင်စမ်းမှာတော့လည်း not အထင်ဘူးပါလို့ပြောတာဟုတ်အဲ့တော့ကိုယ်နဲ့ဆက်ဆိုင်တော့ဆိုတဲ့ဗမာလိုပြန်တဲ့အရာကြီးကျွန်တော်အိမ်ကြီးနာချင်းတွေကိုပဲကျွန်တော်ပြောတာပါဥမာပြောတာအိန္ဒိယမှာနေတဲ့မိတ်ဆွေတယောက်ကိုကျွန်တော်သွားပြီးတော့အားပေးခြင်းတယ်ဆိုရင် less than 24နာရီအတွင်းမှာကျွန်တော်ရောက်နိုင်တာအဲ့တော့ကျွန်တော်ရဲ့ကိုယ်နဲ့ဆက်ဆိုင်တော့သူဒါမှမဟုတ်ကျွန်တော်ပေါ့အဲ့ဒီအထင်ဘူးငွေဘောဟာရာပဲအဲ့ဒီကျွန်တော် sports ပဲအဲ့ဒီကလည်းကျွန်တော် sport And Jesus gave us a solid principle concerning relationships with other people when he said in Luke chapter 6 verse 31, he said, "Do unto others as you would have them do unto you." အဲ့တော့ကျွန်တော်ရဲ့သခင်ခရစ်တော်ကနေပြီးတော့ဒီဆက်ဆံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအကြီးအကျယ်သူ့အနေနဲ့သတိပေးတဲ့အချိန်ခါမှာတပါးသူကနေပြီးတော့မိမိကိုလှုပ်ဆောင်စေလိုတော့အရာကိုသူ့ကိုလှုပ်ဆောင်ပါဆိုတဲ့အကြောင်းအရာမျိုးနဲ့ကျွန်တော်တို့ကိုသတိပေးထားတဲ့အခါမှာရှင်လုကာခရစ်ယာန်ကျမ်းခန်းကြီး6နဲ့37မှာကျွန်တော်အတိအလင်းတွေ့ရပြီဖြစ်ပါတယ် When we treat others with respect, we avoid a number of conflicts. အဲ့တော့တပါးသူကိုကျွန်တော်တန်ဖိုးထားတတ်တော်သူအားဖြင့်တန်ဖိုးထားခြင်းအားဖြင့်ပေါင်းတဲ့ဆက်ဆံနေဆိုရင်ကျွန်တော်စမှာပြဿနာတစ်စုံတရာပေါ်လာဖို့ဆိုတာအင်မတန်မှခက်ခဲပါတယ် I've learned this in my life. You know, the Bible says, "Husbands, love your wives as Christ also loved the church and gave himself for it." And my wife is a lot nicer to me when I love her like Jesus loved the church. အဲ့တော့ကျွန်တော်ရဲ့ပေါင်းတဲ့ဆက်ဆံရေးအကြောင်းကိုပြပြခုနပြောသလိုပဲတပါးသူကနေကျွန်တော်ကိုလှုပ်ဆောင်စီလို့တော့အတိုင်းသူ့ကိုလည်းလှုပ်ပါတပါးသူရဲ့လေးစားမှုပြုခြင်းကိုခံယူခြင်းနဲ့ဆိုရင်သူ့ကိုလေးစားရတယ်ဆိုတဲ့အကြောင်းအရာမျိုးပေါ့လေနော်ဒီလိုပဲကျွန်တော်ရဲ့အိမ်ထောင်မှာလည်းကျွန်တော်ဆက်ဆံရေးအကြောင်းပြပြကြည့်လိုက်မယ်ဆိုရင်သခင်ရှုခရစ်တော်ကနေပြီးတော့အတိလည်းမိတ်မှာထားတဲ့အချက်မှာကျွန်တော်အိမ်ထောင်တဲ့ခင်မွန်းနယ်တွေကနေပြီးတော့မိမိရဲ့ဇနီးတယ်တွေကိုကိုနဲ့အမျှချစ်တတ်ဖို့အတွက်အသင်းတော်ကိုဘုရားသခင်အသက်ပေးမတတ်ချစ်ခဲ့တော့မိမိရဲ့အိမ်တော်ရှင်တွေကိုချစ်မြတ်လို့ဖို့အတွက်ဥပမာပေးပါတယ်အဲ့တော့ကျွန်တော်ရဲ့ဇနီးတဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးစဉ်းစားကြည့်လိုက်မှာကျွန်တော်သူ့ကိုလေးစားမှုပြုခြင်းနဲ့ချစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုပေါ်ပြတဲ့အချိန်ခါမှာသူကကျွန်တော်ကိုပြန်ပြီးဆက်ဆံတဲ့အကြောင်းအရာအင်မတန်မှပို့ပြီးကောင်းမွန်လာတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ် Titus chapter 2 verses 3 and 4 says, "Likewise, teach the older women to be reverent in the way they live, not to be slanderous or addicted to much wine, but teach what is good." You have any idea how old the older women would have been in Jesus' time? Late 20s to late 30s. အဲ့တော့ကျွန်တော်အိမ်တော်ရှင်တွေအကြောင်းအရာကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်တဲ့အချိန်ခါမှာဒီတိတုဩဝါဒစာခန်းကြီး2အငယ်3နဲ့4ကိုကျွန်တော်ပြန်ပြီးတော့ဖတ်လိုက်တဲ့အချိန်ခါမှာအသက်အရွယ်ရလာပြီဖြစ်သောအမျိုးသမီးများကိုသူတို့ရဲ့ဘဝအသက်တာအင်မတန်မှလျော်ကန်လျော်ညီစွာနဲ့အသက်တာကိုရှင်သတ်ဖို့အတွက်သူတို့ကိုတွင်တင်ဖို့အတွက်ကိုမှကျွန်တော်သတိပေးထားပါတယ်ပြီးတဲ့အခါမှာသူတို့ရဲ့ဘဝအသက်တာထဲမှာအင်မတန်မှဒီတေတောက်ရစ်မြူးတယ်ဆိုတဲ့ဟာမျိုးပေါ့လေနော်ဒါမျိုးတွေမလောက်ဆောင်ဖို့အတွက်သတိပေးထားတဲ့အကြောင်းအရာကိုပြောပါတယ်အဲ့တော့ဒီယေရှုခရစ်တော်ရဲ့အချိန်တုန်းက older woman ဒီ
ဒီအသက်အရွယ်ရလာပြီဖြစ်သောအမျိုးသမီးဆိုတဲ့ဟာကိုအတိတ်ပဲဖွင့်လိုက်တဲ့အချိန်ခါမှာအသက်20နဲ့30ကြားကအမျိုးသမီးတွေကိုခေါ်ညွှန်းတာဖြစ်ပါတယ် Well, God's word can also help us to avoid emotional problems. ပြီးတော့နောက်တစ်ခုအနေနဲ့ထာဝရဘုရားရှင်ရဲ့စကားကိုကျွန်တော်နားထောင်နေဆိုရင်နောက်တစ်ခုကျွန်တော်ရဲ့အသက်တာမှာရှောင်လွှဲနိုင်တဲ့ပြဿနာဘယ်အရာမှာဖြစ်တဲ့ပြဿနာလဲဆိုကျွန်တော်ရဲ့စိတ်ဓာတ်ရေးရာပြဿနာပေါ့လေနော် emotional problems ဒီကိုကျွန်တော်ရှောင်လွှဲလို့ရပါတယ် And these next verses are some of my favorite in the Bible. In 1 Peter chapter 5, verse 7, it says, "Cast all your anxiety on him because he cares for you." အဲ့တော့ကျွန်တော်ဒီအကြောင်းအရာတွေမှာကျွန်တော်ဒီစိတ်ဓာတ်နဲ့သက်ဆိုင်တဲ့ဒီစိတ်လှုပ်ရှားမှုနဲ့ပတ်သက်တဲ့စိတ်ခံစားမှုနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကျွန်တော်ရှောင်လွှဲနိုင်ဖို့အတွက်တမန်ကျမ်းစာတွေဘယ်နေရာမှာပေါ်ပြထားတယ်ဆိုတော့ပေတရုဝါဒစာတဲ့ပထမဆောင်အခန်းကြီး9ငယ်9မှာကျွန်တော်ရဲ့ဒီပူပန်သွေးသောအရာအလုံးကိုကျွန်တော်တို့နင်ထုတ်ဖို့အတွက်ကျွန်တော်တို့ကိုတုံ့ပြန်ထားပါတယ် And in Philippians 4:6, it says, "Do not be anxious about anything, but in everything by prayer and petition, with thanksgiving, present your request to God. And what happens? The peace of God, which transcends all understandings, will guard your hearts and your minds in Christ Jesus." အဲ့တော့ပေတရုဩဝါဒစာထဲမှာကျွန်တော်တို့ရဲ့ဒီစိတ်ပူပန်ခြင်းအကြောင်းအရာအမျိုးမျိုးကိုကျွန်တော်နင်ထုတ်ပြဖို့တော့ဘာကြောင့်လဲဆိုရင်ဒီစိတ်ပူပန်ရမယ့်အရင်နေရာမှာသခင်ယေရှုခရစ်တော်ကနေပြီးတော့ကျွန်တော်တို့ကိုဂရုစိုက်နေပါတယ်ဆိုတဲ့အကြောင်းအရာကိုသိပေးထားသလိုကျွန်တော်တို့ဖိလိပ္ပိဩဝါဒစာအခန်းကြီး4ငယ်6ကနေပြီးတော့အဘယ်အမှုအရာမှစိုးရိမ်ပူပန်ခြင်းမရှိဘဲနဲ့ထာဝရဘုရားရှင်ထံတော်ပါနဲ့အင်မတန်မှဆုတောင်းနာခံခြင်းအားဖြင့်ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ထာဝရဘုရားရှင်ပေးတော်မူမည်ဖြစ်သောဒီစိတ်နှလုံးရဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းကိုခံယူတတ်ဖို့အတွက်ကျွန်တော်တို့ကိုအားပေးထားတဲ့အကြောင်းအရာကိုလည်းကျွန်တော်တွေ့ရပါတယ် You know, we could also avoid many financial problems if we would follow God's word. ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ထာဝရဘုရားရှင်ရဲ့စကားတော်ကိုကျွန်တော်နားထောင်မယ်ဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ခန္ဓာအရာနဲ့တော်၎င်းဆက်ဆံရေးတော်နဲ့တော်၎င်းဒီစိတ်ခံစားမှုမှာဖြစ်တတ်တဲ့ပြဿနာသားလည်းမကပဲနဲ့ကျွန်တော်တို့နေ့စဉ်နဲ့ညတိတ်ကိုမှပူပန်တတ်တဲ့ဘာနာရေးငွေရေးကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုလည်းဘုရားရှင်ကနေပြီးကျွန်တော်ရှောင်လွှဲခွင့်ပေးမယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရပါတယ် Listen to 1 Timothy 6:9 through 10. It says, "People who want to get rich fall into temptation and a trap, and into many foolish and harmful desires that plunge men into ruin and destruction. For the love of money is the root of all kinds of evil. Some people, eager for money, have wandered from the faith and pierced themselves with many griefs." အဲ့တော့ဘုရားရှင်ကနေပြီးတော့ဘာကိုမိန့်မှာထားပါသလဲငွေရေးကြေးရေးဒီဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်သိက္ခာလိုလားတတ်တဲ့အကြောင်းအရာဒီမော်ဒီဝါရစာပထမဆောင်ခန်းကြီး6ငယ်9ကနေ10ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာဂနင်ရိုင်မဲ့တော့စွတ်ဆူမီဝိုင်ဒီကိုချန်ကြနာချစာကောက်အိုက်ထမရှာဒီဖက်မရစ်အိုင်ရှငွန်းကောက်အိုက်အဂုံအလောင်းအဂုံအလောင်းအဂုံအိုင်ဂုံလောင်းအိုက်တဲ့တောင်ကုန်းထအငေါ့အငပ်ရဲအိုက်တဲ့ရှမ်ရဲရဲအိုင်မြစ်မရင်အိုင်လာအမျိုးမျိုးထလုံမနာမအိုင်กุมพรอมเรียนไอ้นี่จอมก็อุ้งครุอุ้งคราไอ้มิวอ่ะรูมบดแรงไอ้อุ้งเกามีก็ได้เพะขันจุดมาไอ้มาจ่อได้มากำมาช้ำหลังเพะยึดเกาหน้าย้อนแขนไอ้มิวเทะที่นางผมเพะกุลุนดิกรัมเขาหมู่ไอ้ที่มาที่โมเดลว่าเราสาปฐมสองขันที่ช่องเนี่ยกูว่าเนี่ยตัวเซลล์พัดตัวได้เชิงขามาป่าเจ้าอย่างตัวอย่างเลยส่วนแต่มาหมู่งวยอุตสาหก็แต่มาหมู่เจ้าอย่างนี้มาตามมาจีมาเนี่ยพิจารณาเถิดဘာလို့ကျွန်တော်တို့လည်းမမျိုးနှစ်မှန်တဲ့ဒီငွေနောက်ကိုလိုက်တဲ့အတွက်မလျော်ကန်တဲ့အကြောင်းအရာတွေကိုတွားသုံးပြီးတဲ့အဖြစ်ဖြစ်တယ်နောက်တစ်ခုကတဘာသူကိုကျွန်တော်တို့တဲကိုမှဖျားယောင်းတယ်လို့ပြောပါတယ်တဘာသူကိုမနာလို့ဝန်တုံတဲ့အရာမျိုးကိုဖြစ်စေတဲ့အတွက်ငွေကြီးကိုတတ်မှတ်ခြင်းအရာဒီအဖြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရပါတယ် There's a story from last year's New York Times about two men named Benjamin Lovell. One was poor. အဲ့တော့ကျွန်တော်တို့လုံခဲ့တဲ့နှစ်တုန်းကအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်ဒီဇာလန်လေးတစ်ခုကိုဒီနယူးယောက်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေမှာပေါ်ပြချင်ပါတယ်တယောက်ကနေပြီးတော့ Benjamin Lowell ဆိုတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းနဲ့တယောက်ကနေပြီးတော့အင်မတန်မှချမ်းသာတယ်တယောက်ကနေပြီးတော့အင်မတန်မှဆင်းရဲတယ်ဆိုတဲ့လူနှစ်ယောက်အကြောင်းကိုပေါ်ပြထားတဲ့အကြောင်းအရာကိုကျွန်တော်ကြားခဲ့ပူပါတယ် And the bank made a mistake. They put $5 million of the rich man Benjamin Lovell into the poor man Benjamin Lovell's bank account. ဟုတ်အဲ့ဒါမှလူနှစ်ယောက်ကနာမည်တော့တူနေရ Benjamin Lowell ဆိုတဲ့နာမည်တူနေတဲ့လူနှစ်ယောက်အကြောင်းကိုအဲ့နယူးယောက်မှာဖြစ်ပျက်ခဲ့တယ်တယောက်ကအင်မတန်ချမ်းသာတယ်တယောက်ကဆင်းရဲတယ်ဘာကနေပြီးတော့အမားတစ်ခုလုံးလိုက်မိတာက
အင်မတန်မှချမ်းသာတဲ့ဒီ Benjamin Lowell ရဲ့အကောင့်ထဲကဒေါ်လာ9,000ကိုအင်မတန်မှဆင်းရဲတဲ့ Benjamin Lowell ရဲ့အကောင့်ထဲကိုသွားပြီးထည့်လိုက်မိပါတယ် And the poor one went to the bank and said, "This isn't my money. I don't have $5 million in a checking account." အော်ဆင်းရဲတဲ့ Benjamin Lowell ဆိုတော့အဲ့လိုတွေးလိုက်တော့ဟာသူအင်မတန်မှလန့်သွားပြီးတော့သူတခါတည်းဘဏ်ကိုသွားပြီးပြောတယ်ဟာငါဒေါ်လာ9,000နဲ့ငါစမမရှိပါဘူးဘလို့လုပ်ပြီးတော့ဒီပတ်စံဟာငါဘဏ်ကောက်နဲ့ရောက်လာတာလဲဆိုပြီးတော့ဘဏ်ကိုသူတောင်းမိဖြစ်ပါတယ်သူပတ်စံမဟုတ်တဲ့အခါတောင်းမိဖြစ်ပါတယ် And the bank said, "No, it's your money. It's in your account. Your name is Benjamin Lovell." အဲ့တော့ဘာနဲ့ပြန်ပြောမဟုတ်ပါဘူးဘာမင်းပတ်စံလေးဘာလို့မင်းနာမည် Benjamin Lowell ဟုတ်နေရလေအဲ့တော့ငါတို့မမားပါဘူးမင်းပတ်စံပါဆိုပြီးတော့သူပြန်ပြောပါတယ် Well, that sounds pretty neat. I wish there were a rich Pastor Jeff out there. But they always catch up with you, don't they? အဲ့တော့ဒါကတစ်ဖက်ကနေဟိုတမန်ကရှင်ကစဉ်းစားလိုက်တာအင်မတန်မှကောင်းတယ်မဟုတ်ဘူးလားကျွန်တော်အကြောက်ပြန်ပြီးတော့စဉ်းစားကြည့်ကျွန်တော်လည်းတစ်ခါကျရင်တယောက်ကနေပြီးတော့ Pastor Jeff ဆိုတဲ့တတိတယောက်ကနေပြီးတော့မှားရုပ်ဒီကိုရောက်လာတော့ကျွန်တော်လည်းမျောလေးပြီးပါတယ်ဒါပေမဲ့ဒါဟာလွယ်ကူလာတဲ့ဟာတော့မဟုတ်ပါဘူးသူ့ဟာမဟုတ်တော့သူတို့ပြန်ပြီးတော့တနေ့နေ့ပြန်ပြီးမှာပါပဲ And while they said it was his, he knew that they would come back. He went ahead and spent $2 million anyway. He bought a bunch of gifts. He made some bad investments. He went out and bought a new car. But eventually they said, "That's not your money." And eventually the state of New York said, "You're going to jail." အဲ့တော့သူ့အနေနဲ့ဒီပတ်စံတွေကိုသူသုံးဖြုတ်အနည်းဆုံးဒေါ်လာ2,000လောက်သုံးဖြုတ်ဖြစ်မယ်ဖြစ်ပြီးတော့တကယ်လည်းကားတွေလည်းအကောင်းစားဝယ်လက်ဆောင်ပစ္စည်းတွေလည်းအကုန်ဝယ်သုံးဖြုတ်ပြီးတဲ့အခါမှာတတိယဘာနေပြန်လာပြီးတော့ဒါပြီးပတ်စံမဟုတ်ဘူးဆိုပြီးတော့သူ့ပြန်ပြောလာဖားမှာပါပြီးတော့ခါကျတော့ဘာလဲပြန်ပြောမလဲဆိုရင် New York ရဲ့ law အရသူ့ကိုမင်းထောင်ထဲကိုသွားရမယ်ဆိုပြီးတော့ပြောနိုင်တဲ့အခြေအနေလည်းရှိနေပါတယ် You know, and he knew that it wasn't his. And God's word tells us you can't take something that is not yours. And now he's in prison because of it. အဲ့တော့သူ့အနေနဲ့ဘာငါလည်းဒီပတ်စံမင်းဟာဘာလို့ပြောလိုက်တော့သူသုံးဖြုတ်လိုက်တယ်သုံးဖြုတ်လိုက်ခုနပြောသလိုလာပြည့်တကယ်လည်းဖမ်းသွားတယ်တကယ်လည်းသူ့ကိုထောင်ထဲပို့ပါတယ်ဘာလို့တမန်ကျမ်းစာနေပြီးတော့ဗာပြောထားတယ်လဲဆိုတဲ့အခါမှာဒီအကြောင်းအရာထဲမှာကိုနဲ့မသက်ဆိုင်တဲ့အကြောင်းအရာကိုတတ်မှတ်ခြင်းမရှိဖို့အတွက်တမန်ကျမ်းစာနေပြီးတော့အတိအကျပေါ်ပြထားလို့ပါ Well, we can avoid problems by listening to God's word, but we can also avoid problems if we would just listen to our parents. နောက်တစ်ခုကကျွန်တော်တို့ဒီပြဿနာတွေကိုကျွန်တော်ရှောင်လွှဲနိုင်ဖို့အတွက်ဖခင်ရဲ့စကားတော်ကိုနားထောင်ပြီးခုနပြောတဲ့ပြဿနာပေါ်လေနောက်ဆုံးဘာသာရေးချီနေရဆိုပြဿနာတွေကျွန်တော်ဖြေရှင်းလို့ရပါတယ်။ရှောင်လွှဲလို့ရပါတယ်။နောက်တစ်ခုကကျွန်တော်ဘာကိုကျွန်တော်နားထောင်ပြီးရှောင်လွှဲလို့ရပါတယ်လဲဆိုရင်ကျွန်တော်ကိုချစ်တဲ့မိဘတွေရဲ့စကားကိုနားထောင်ပြီးကျွန်တော်ရှောင်လွှဲလို့ရပါတယ်။ And I can't believe I'm saying this, but because I remember when I was 16 years old, I didn't want to listen to anything my parents had to say, but I would have had a whole lot less problems in my life if I would have listened to what my father told me. And all the fathers said, "Amen." အဲ့တော့ဒီထာဝရဘုရားရှင်ရဲ့စကားတော်ကိုနားထောင်လို့ခုနကျွန်တော်ဖော်ပြသွားတဲ့ပြဿနာပေါင်း5မျိုးကိုကျွန်တော်ဖြေရှင်းလို့ရပါတယ်။နောက်တစ်ခုကကျွန်တော်ရဲ့မိဘရဲ့စကားကိုကျွန်တော်နားထောင်လို့ကျွန်တော်ရဲ့ဒီမှာရင်ဆိုင်တတ်တဲ့ပြဿနာပေါင်းမြောက်များစွာကျွန်တော်ရင်ဆိုင်လို့ရပါတယ်။ဒီစကားကိုကျွန်တော်ပြောလိုက်လို့ကျွန်တော်ကိုကျွန်တော်လည်းအော်နေပါတယ်။ဘာဖြစ်လို့လဲဆိုလွန်ခဲ့တဲ့16နှစ်တုန်းကကျွန်တော်ဟာဘသူစကားမှကျွန်တော်နားမထောင်တတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပြီးပါတယ်။တကယ်တော့အဲ့အချိန်တုန်းကကျွန်တော်အဖေ Jeff ရဲ့အဲ့ဒါလုံးပါမလုံးပါနဲ့ဆိုတဲ့အကြောင်းအရာတွေကိုဒါကျွန်တော်နားထောင်ခဲ့ပဲဆိုရင်ကျွန်တော်ဘဝမှာရင်ဆိုင်ခဲ့ရတဲ့ပြဿနာပေါင်းမြောက်များစွာတချို့အများကြီးကိုကျွန်တော်ရှောင်လွှဲလို့ရခဲ့မှာပါဆိုပြီးတော့ကျွန်တော်စဉ်းစားမိပါတယ်အဲ့တော့အဖေတွေအားလုံးအီးမေးလ်လို့ပြောပါ Listen to the plea that Solomon made to his son in Proverbs chapter 5, verse 1. He says, "My son, pay attention to my wisdom. Listen well to my words of insight, that you might maintain discretion." အဲ့တော့တမန်ကျမ်းစာထဲမှာဘာအကြောင်းအရာပြောသလဲဆိုမိဘစကားနားထောင်ဖို့အတွက်ခဏပြောထားတဲ့အကြောင်းအရာရှိပါတယ်ကျွန်တော်တို့သုတ်တန်ကျမ်းခန်းကြီး9ကိုကျွန်တော်ပြန်ပြီးဖတ်လိုက်တဲ့အချိန်ခါမှာသားသမီးတို့မိဘစကားကိုနားထောင်ငါသားငါရဲ့စကားကိုနားထောင်ပါငါဖော်ပြညွန်ပြတော့အကြောင်းအရာတွေကိုစိတ်လိုက်လျှောက်ပါဆိုတဲ့အကြောင်းအရာတွေကိုရှောလမုန်မင်းကြီးကနေပြီးတော့ဖော်ပြထားတဲ့အကြောင်းအရာတွေကကျွန်တော်တို့သိရပါတယ် I can remember the times with my own children that I pleaded with them, "Don't do this. Don't do this. Don't do this."
And the reason I knew that this, and this was not good was because I'd already done this, and this. And I got my backside beat, and I got in trouble bad. ကျွန်တော်ဖခင်တယောက်လည်းဖြစ်နေတဲ့အတွက်ကျွန်တော်သားသမီးကိုကျွန်တော်တုံနေတဲ့အချိန်ခါမှာသားရည်သမီးရည်ဒါကိုတော့လုပ်ပါဒါကိုတော့မလုပ်ပါနဲ့ဆိုပြီးတော့ကျွန်တော်ပြောဖြစ်တဲ့အကြောင်းအရာတွေနောက်များစွာရှိခဲ့မှုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြုံတွေ့ခဲ့ရပြီးပါပြီ။ဒါကိုလှုပ်လိုက်တဲ့အကျိုးဆက်ကိုကျွန်တော်ခံစားခဲ့ရတယ်။ကြောမှာတမရိုက်တာခံရတယ်။ကျွန်တော်အမျိုးမျိုးဒုက္ခတွေပေါ့လေနော်။ကျွန်တော်ဓာမ်ပေးခြင်းတွေကိုရင်ဆိုင်ခဲ့ရတာရှိခဲ့တယ်ကျွန်တော်သားသမီးတို့ဂျေဇုပြုပြီးတော့ဒါကိုလုပ်ပါဒါကိုမလုပ်ပါနဲ့ဆိုပြီးတော့ကျွန်တော်ပြောနိုင်ခဲ့တယ်။သူတို့တွေကိုတစ်ခါကျကျွန်တော်အနုညွတ်တောင်းပါခဲ့ရတဲ့အချိန်တွေကျွန်တော်ရှိခဲ့ပြီးပါတယ်။ Well, and so often what happens, I think, when you're a kid is you think, well, mom and dad got caught, maybe I won't. အဲ့တော့တခါကျကလေးတွေကဒီစကားတွေကိုသူတို့နားမထောင်တာပါအဖေတို့ကတော့မိခဲ့တော့ခံရတာပေါ့ဒီဒါပေမဲ့ကျွန်တော်မိချင်မှမိမှာပါဆိုပြီးတော့တခါကျဆင်ချေဆင်လက်တွေပေးတတ်ကြပါတယ် You know, how many of you drive a car? Raise your hand. ကားမောင်းတဲ့လူကျေးဇူးပြုလက်ထောင်ပေးပါ Have you ever in your mind said, I think I'll get this car up to like 60 miles an hour and drive into a bridge? ကျွန်တော်တို့စဉ်းစားမှုပါလားမိုင်60လောက်အချိန်ညုံနဲ့မောင်းပြီးတော့တခါရဲ is a bridge Yeah, bridge. Drive into a bridge. ဒါတော့တခါကျွန်တော်မောင်းထည့်လိုက်လို့ရမယ်လို့ထင်ပါသလား Now, I know the last guy who did that, it didn't turn out really well for him, but maybe it'll work out better for me. တယောက်ကနေပြီးတော့ဒီရတဲ့ကိုအချိန်အပြင်းပြီးတော့တကက်ဒါတော့မောင်းထည့်မောင်း is it over the bridge or what Well, the legs of the bridge drive into the concrete. Oh, okay. Like a wall. Oh, sorry. I thought that is a bridge. Oh, sorry. အဲ့တော့ကျွန်တော်ကမိုင်း60လောက်အချိန်ကတကယ်အုံနာရကြီးတော့ကျွန်တော်တို့ကျုံးထည့်လိုက်ဖို့ကျွန်တော်စဉ်းစားမှုပါလားအရင်တယောက်ကနေပြီးတော့သူကျုံးလိုက်တော့ဟာအကုန်လုံး safety ဖြစ်ပြီးတော့ okay ဖြစ်တယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့မင်းလက်မှာကျွန်တော်လက်မှာဖြစ်ချင်မှဖြစ်မှာပါ Now, why are we willing to learn from somebody else's experience running into a wall, and we won't learn from our parents' experience when we smacked our face smack dab up against it? အဲ့တော့ကျွန်တော်ခုနအတွေ့အကြုံထဲမှာတယောက်ကနေပြီးတော့ဒီနာယံကြီးကိုသွားကျုံးထဲလိုက်လို့စုပ်ပြတ်တတ်သွားတယ်ဆိုတော့ကျွန်တော်တို့အများကြီးကအဲ့လိုသိနေတဲ့အတွက်ကျွန်တော်မလုပ်ရဲဘူးဘယ်သူမှမလုပ်ရဲပါဘူးဒါပေမဲ့အဖေအမေမိဘတွေကနေသားရင်သမီးရင်ဒါတော့မင်းမလုပ်ပါနဲ့အဖေခံခဲ့ရပြီးပြီနော်ဆိုတဲ့စကားကိုကြတော့ကျွန်တော်တို့ဘာကြောင့်ယုံမတန်တရားဖြစ်နေတတ်တယ်လို့ကျွန်တော်မသိပါဘူး Here's a real letter to an advice doctor. The letter starts, Dear Dr. Needham, I have an intelligent, beautiful 9-year-old daughter who answers no every time I try to tell her not to do something. အဲ့တော့ဒီနေ့ကျွန်တော်စာတစ်စောင်အကြောင်းပြောချင်ပါတယ်အဲ့အမိခင်တယောက်ကနေပြီးတော့ရေးလိုက်တဲ့ဆရာဝန်ကိုရေးလိုက်တဲ့စာပါအဲ့ဒါမှဘာပြောလဲဆိုရင်ချစ်တော်ဒေါက်တာနစ်ဟမ်ကြီးကျွန်တော်စီမှာအင်မတာမလာပါရအင်မတာမတော်တဲ့သမီးတယောက်ရှိပါတယ်ဒါပေမဲ့သူ့ကိုသစုံတစ်ခုလုံးဖို့ပြောလိုက်တိုင်း no ဆိုပြီးတော့အမြဲတမ်းပြောတတ်တဲ့သမီးလေးတယောက်ရှိပါတယ်ဆိုပြီးတော့ပြောပါတယ် When it's time to go to bed, when it's time to take a bath, when it's time to do homework, it turns into a shouting match. She has 2 siblings, a brother and sister. She's the middle one. She gets lots of attention, but this outgoing child turns into something that we don't know what it is. အဲ့တော့ပြီးရခါမှာ तू ကကျမတို့သားသမီးတွေထဲမှာ3ယောက်ထဲမှာအလေက1ယောက်ပါ သူ့မှာအင်မတန်မှအကိုတွေက view site တယ်ညီမလေးကလည်းလေးစားတယ်အဖေရောအမေရောက view site နေကြတဲ့ကနေပြီးတော့ဒီလိုအခြေအနေတကူကအခုချိန်ကအဲ့ချိန်ရောက်ပြီဆိုရင်တော့အခုလောက်ပါဆိုရင်လည်းရေချိုးပါဆိုရင်ဆိုပြီးတော့ပြောနေတဲ့သမီးလေးတယောက်အကြောင်းပါ And all of her teachers at school say she's a beautiful, wonderful girl, but at home, I think she's the devil. ကျောင်းကဆရာဆရာမတွေပြောတာဟာ तू ကအင်မတန်မှချစ်စရာကောင်းတဲ့သမီးပြီးအင်မတန်မှတော်တဲ့သမီးပါဆိုပြီးတော့ပြောတယ်ဒါမှအိမ်မှာကြောက်တကယ်ဘယ်လိုပြောဘူးတည်ရဖြစ်နေပါလဲ Says, and I'm at the end of my rope. What can I do to help my girl? အဲ့တော့နောက်ဆုံးအနေနဲ့ကျမသမီးလေးကိုဘာလုပ်တင်ပါသလဲဆိုပြီးတော့အကြံပေးပါဆိုပြီးတော့ဆရာဝန်စီသူစာရေးလိုက်ပါတယ် The doctor wrote, Dear Marcy, you sound like your loving parents.
အဲ့တော့ဆရာဝန်ကနေပြောစာပြန်ရေးလိုက်ပါတယ်ဘယ်လိုလုပ်ရမလဲပေါ့လေတော့ဒီတမီးကအင်မတန်မှတောင်းကြနေတော့အဲ့တော့ဆရာဝန်ကနေပြန်ပြောစီချစ်တော်မစီရေကြည့်ရတဲ့ပုံရဆိုတော့တင်ဟာအင်မတန်မှဒီသားသမီးတွေကိုချစ်မြတ်နိုးတဲ့မိခင်တယောက်ဆိုတာကျွန်တော်နားလည်နိုင်ပါတယ် And I'm guessing that your home is normally a very peaceful and cooperative home. ပြီးတော့တင်းရဲ့အိမ်ထောင်အကြောင်းကိုလည်းဒီစာအရနည်းနည်းလေးလာကြည့်မယ်ဆိုရင်တော့အင်မတန်မှငြိမ်းချမ်းပြီးတော့သူ့ဟာနဲ့သူအချင်းချင်းဖိမတတ်တဲ့တကယ်သူ့ဟာနဲ့သူဟုတ်နေတဲ့အိမ်ထောင်ပါဆိုတဲ့အကြောင်းကိုကျွန်တော်စဉ်းစားမိပါတယ်ဆိုပြီးပြောပါတယ် You expect your middle child to fall into this pattern, but she has carved out her own spot by being the one who doesn't do what everybody else does. ဒါပေမဲ့ကြည်ရတဲ့ပုံရဆိုဒီသမီးလေးကတော့ဖြစ်အင်မတန်မှဂျိုပေါ့လေနော်အိမ်မှာတင်လျှောက်လန်းစေခြင်းနဲ့လမ်းလည်းသူမလျှောက်ဘူးမိသားစုတွေလုံးလေးလုံးထရှိတဲ့အစင်အလောင်လည်းသူဘာမှလိုက်မလုပ်ဘူးဆိုတဲ့အကြောင်းအရာမျိုးနဲ့ကျွန်တော်ခန့်မှန်းမိပါတယ် And since you know she can follow the rules because she does at school, the likelihood is she can follow the rules at home. Before that can change, you must change as well. ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ခါမှာကျောင်းကဆရာမတွေရဲ့ဒီမတ်ချက်ထဲမှာဘာအကြောင်းအရာပြောသမီးလေးဟာအင်မတန်မှတော်တယ်အင်မတန်မှလည်းကျောင်းရဲ့စီကံကလနာတွေကိုလည်းလိုက်လျှောက်တတ်တဲ့သမီးလေးဆိုတော့သူကဘာဖြစ်စီကံကိုတော့လိုက်လျှောက်တတ်တဲ့သမီးတော့ဖြစ်နေပြီအဲ့တော့ဘာလို့တင်တယ်လဲဆိုတဲ့ခါမှာ तू ကခုနေကြတော့စီကံတော့လိုက်လျှောက်တတ်တဲ့သမီးတော့ဖြစ်ဒါပေမဲ့အိမ်မှာတော့ဂလန့်ဖြစ်နေတဲ့အတွက်တင်းဘက်ကလည်းတခုခုကိုအပြောင်းလဲလေးများတခုခုများသမီးလေးလိုက်လျှောက်နိုင်ဖို့အတွက်ဒါမှမဟုတ်လည်းလိုက်နာတတ်ဖို့အတွက်အပြောင်းလဲလေးများလုပ်ပေးနိုင်မလားဆိုတဲ့အကြောင်းအရာကိုဆရာဝန်ကနေပြန်ရေးလိုက်ပါတယ် And then the doctor suggested that they take her to a therapist. ပြီးတော့နောက်တစ်ခုကသမီးလေးကိုဟိုဒီစိတ်ပညာရှင်တယောက်နဲ့ပေါ့လေနော်သွားပြီးတော့ဆုံတွေ့ပြီးတော့ဒီဆွေးနွေးဖို့အတွက်ပြန်ကြံပေးပါတယ် A therapist for a 9-year-old? ပြီးတော့ကိုနှစ်ကလေးလေးအတွက်စိတ်ပညာရှင်နဲ့သွားပြီးတော့တွေ့ရမှာလား God warns what you do with rebellious children. ပြီးတော့ဒီထဲမှာတမန်ကျမ်းစာထဲမှာအင်မတန်မှတောင်းကြတတ်တဲ့ပေါ့လေနော်စကားပြန်ပြီးတော့အာကြီးပြောတတ်တဲ့ကလေးတွေတောင်းကြနေတဲ့ကလေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတော့တမန်ကျမ်းစာထဲမှာပြည့်ပြည့်ပေါ်ပြပြီးတာပါ I can almost guarantee you with 100% certainty that a rebellious child, if you don't get a hold of that child, it will turn into a rebellious adolescent. And a rebellious adolescent will turn into a rebellious adult. အဲ့တော့ကျွန်တော်ရှင်းရှင်းလေးပါငယ်ငယ်လေးကလေး10နှစ်တောင်မပြည့်သေးတဲ့ကလေးလေးကအင်မတန်မှတောင်းချမ်းတတ်တဲ့ကလေးတစ်ယောက်ဖြစ်နေတယ်ဆိုရင်ခဏနေဆိုရင်တောင်းချမ်းတတ်တဲ့ဆယ်ကျော်သက်ဖြစ်လာတော့မယ်ဒီတဲ့တစ်စစ်သက်လာမယ်ဆိုရင်တောင်းချမ်းတတ်တဲ့လူငယ်သားမဟုတ်ရင်လည်းလူသားမြောက်လာတဲ့အရွယ်ရောက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာတော့မှာပါ And I know that they don't like this very much in the United States and across the world anymore, but let me tell you what worked for my grandpa and my hard-headed dad. ပြီးတော့ဒီအကြောင်းအရာတို့ခုနပြောတဲ့အကျိုးဆက်လေးတဖြည်းဖြည်းနဲ့အင်မတန်မှတောင်းချမ်းတဲ့လူသားမြောက်တဲ့တယောက်ဖြစ်လာတယ်ဆိုတော့ဟာဘယ်အတိုင်းအဝါမှလက်မခံဘူးကျွန်တော် United States မှာလည်းလက်မခံဘူးကမ္ဘာလုံးကလူတွေလည်းအဲ့လိုကလာကဆန်တောင်းချမ်းနေတဲ့သူဘယ်အတိုင်းအဝါမှလက်ခံနိုင်မှာမဟုတ်ပါဒါပေမဲ့ကျွန်တော်တခုပြောချင်ပါတယ်အင်မတန်မှကျွန်တော်အဖိုးပေါ့လေနော်ကျွန်တော်တကယ်တောင်းချမ်းနေခဲ့တဲ့အချိန်တုန်းကလုပ်ခဲ့အရာတခုပြောပြချင်ပါတယ် Let me tell you what worked for my dad with hard-headed me. ပြီးတော့အဖေကနေပြီးတော့ဘာလုပ်ခဲ့တယ်လဲဆိုတဲ့ဟာကိုကျွန်တော်ပြောချင်ပါတယ် Let me tell you what happened with my son, with me, with my hard-headed son. ပြီးတဲ့အခါကျတော့နောက်တစ်ခုကနေပြီးတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်သားကိုဘယ်လိုလှုပ်ဆောင်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာနဲ့ဒီသားနေပြီးတော့သူ့ကလေးကိုဘယ်လိုလှုပ်ဆောင်လဲဆိုတဲ့အကြောင်းကိုပြောချင်ပါတယ် They applied the Board of Education to the seat of knowledge, and we all got the picture. အဲ့တော့ဘာလုပ်တယ်လဲဆိုတဲ့အခါမှာကျွန်တော်အဖိုးကလည်းကျွန်တော်အဖေကိုတီးခဲ့တယ်ကျွန်တော်အဖေကလည်းကျွန်တော်ကိုတီးခဲ့တယ်ပညာပေးရပါလိမ့်နော်ကျွန်တော်ကလည်းကျွန်တော်ကလေးတွေကိုရိုက်နေဆုံးမခဲ့ရတဲ့အချိန်လေးတွေရှိရမှာပါ And I think for me, the real thing it was because I was so hard-headed, this got my attention. ပြီးတော့ကျွန်တော်နေရာမှာအများနဲ့သတိရနေတဲ့ဟာတစ်ခုတော့ရှိရတယ်ဒီမှာအဖေကသုံးတဲ့တီးလာတဲ့ဟာပေါ့လေနော် But think about this, a little bit of instruction when they're this age is better than dealing with the police at this age or dealing with the prison system at this age. အဲ့တော့ဒီငယ်ငယ်လေးမှာပြောချင်တာကပေါ့လေသူ့ကလည်းသူဟိုရိုက်ပါဆိုပြီးတော့အကြံပေးနေတာမဟုတ်ဘူး
ဆုံးမတုံတင်ဖို့အတွက်ပြောနေခြင်းဖြစ်ပါတယ်ခဏနေကြပတ်စံချက်ကရိုက်ခိုင်းတယ်ဆိုပြီးတော့လုပ်နေတာဒုက္ခပဲပြောချင်တာကငင်းငယ်ရွယ်ရွယ်ကလေးကနေ discipline နဲ့အတင်းချပေါ့လေနော်စီကံကလနာနဲ့ကျွန်တော်မဆုံးမခဲ့ဘူးဆိုရင်ဒီကလေးတွေကိုတဲ့ပလိတ်ကနေပြီးတော့ဆုံးမရတဲ့အခြေအနေထားမျိုးဒါမှမဟုတ်ရင်လည်းတနေ့နေ့တစ်ချိန်မှာထောင်ကနေပြီးတော့ဝါရာတွေကနေပြီးတော့ဆုံးမရတဲ့အဖြစ်အပျက်မျိုးကျွန်တော်မရောက်ဖို့အတွက်ငယ်စင်တောင်ကြီးကလေးဘဝနေပြီးတော့ကျွန်တော်တို့မိဘတွေကနေပြီးတော့ဆုံးမတဲ့အကြောင်းအရာတွေကိုလှုပ်ဆောင်ဖို့ပြင်ပါအရေးကြီးပါတယ် Now, I'm not talking about beating anybody. If you beat your son, I'll come talk to you. ဒါပေမဲ့ခုနပြောဆိုကျွန်တော်ရင်ပြောလိုက်ပြောလေနော်ဒီအခြေအနေမှာရိုက်ဖို့ကျွန်တော်ပြောနေခြင်းမဟုတ်ပါဘူးတကယ်လို့ခင်ဗျားတို့သားသမီးတို့ရိုက်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လာပါပါ But most of the time in my life, I never seem to get it up here until I got it back here. ဒါပေမဲ့တခုတည်းကြတာတော့ကျွန်တော်ဒီကိုနာကျင်ခဲ့တဲ့အကြောင်းအရာတော့ငင်းငယ်လေးကတည်းကနေပေါ့လေနော်သူတိတနားလည်ဖို့အတွက်ကျွန်တော်ဆုံးမတတ်ဖို့ပေါ့လေတောင်းပြောနေခြင်းဖြစ်ပါတယ် Finally, we can avoid a host of problems just by obeying the laws of the land in which we live. ပြီးတော့တတိယအချက်ထဲမှာကျွန်တော်တို့ခုနပြဿနာတွေကိုကျွန်တော်ဘယ်လိုရှောင်ရင်လွဲရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပေါ်ပြတဲ့အချက်မှာခရရဲ့စကားကိုကျွန်တော်နားထောင်ရမယ်မိဘစကားကိုကျွန်တော်နားထောင်ရပါမယ်တတိယအချက်အနေနဲ့ကျွန်တော်နေထိုင်နေတော့လူအတိုင်းအဝိုင်းရဲ့ဥပဒေစီကံကလနာတွေကိုလည်းကျွန်တော်လိုက်လျှောက်တတ်ဖို့အရင်ကမှအရေးကြီးပါတယ် In the first 5 verses of Romans chapter 13, Paul makes it very clear, this is God's word, that we should be subject to the laws of the land, and that we have no fear of those who are responsible for the law if we're doing what is right. အဲ့တော့ကျွန်တော်တို့ရောမဝါဒစာအခန်းကြီး73ဒီပထမပိုင်းဖြစ်တဲ့အငယ်1ကနေပြီးတော့5ချောင်းကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာရှင်ပေါလုကနေပြီးတော့ကျွန်တော်မြည်တင်းနေထိုင်နေတဲ့နေရာတွေကဥပဒေတတွေကိုအုပ်ချုပ်သူတွေရဲ့စကားကိုနားထောင်ဖို့အတွက်တိုက်တွန်းထားတဲ့အကြောင်းအရာတွေကျွန်တော်တွေ့ရပါတယ် You see, in my life, and I've been stopped by the police before, because I've got a big foot, and that foot rests on the gas pedal much harder than your little foot. I sometimes go faster than I should. The police have never stopped me for going the speed limit. They've always stopped me for going way over the speed limit. အဲ့တော့ကျွန်တော်ပလိတ်တွေဖမ်းတာလဲကျွန်တော်ခံခဲ့ရပူပါတယ်ဘာလို့ဆိုကျွန်တော်ခင်ဗျားတို့သိရတဲ့အတိုင်းလဲရှည်လဲရှည်ပါတယ်အဲ့တော့ကျွန်တော်ခြေထောက်ကလည်းရှည်နေတဲ့အခါကျတော့ခင်ဗျားတို့လီဗာကိုနင်းတာတဲ့ကျွန်တော်ပို့ပြီးတော့တော်တော်နင်းမိတဲ့ဟာမျိုးလဲကျွန်တော်ဘဝမှာရှိတတ်လို့ခဏကျွန်တော်ကိုပလိတ်မိုင်းကြော်သွားလို့ကျွန်တော်ဖမ်းခံရထိတဲ့ဟာတွေခဏကျွန်တော်ကြုံပူပါတယ် See, God gave us laws to make us better, not bitter. And most of the time, He's protecting us from one another. ထာဝရဘုရားရှင်ကနေပြီးတော့ဥပဒေတတွေကိုကျွန်တော်တို့ကိုပညတ်တရားတွေကိုကျွန်တော်ပေးတယ်ဆိုတာကျွန်တော်တို့ပို့ပြီးတော့ကောင်းမှုပါခါတီးဖို့မဟုတ်ပါဘူးအင်္ဂလိပ်စာဝေါ်ဟာရနည်းနည်းတူနေနော် better not bitter ကြတော့ခါတီးတဲ့အတွေ့အကြုံတွေမရဖို့အတွက်ကျွန်တော်ပို့ပြီးတော့ကောင်းမှုဖို့အတွက်ပါပြီးတော့နောက်တစ်ခုကပညတ်တရားတွေဥပဒေတတွေဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတာတယောက်နဲ့တယောက်ပို့ပြီးတော့ငြင်းငြင်းချမ်းချမ်းနဲ့နေထိုင်တတ်ဖို့အတွက်ဖြစ်ပါတယ် When God prohibits behavior or activities, He's withholding things from us that ultimately will damage our lives. ပြီးတော့ထာဝရဘုရားရှင်ပေးတော်မူတဲ့ပညတ်တရားတွေကိုကျွန်တော်လိုက်လျှောက်တဲ့အချိန်ခါမှာကျွန်တော်ဘဝအသက်တာမှာခုနပြောတဲ့ပြဿနာတွေရှောင်လွှဲလို့ရတယ်လို့တကယ်တော့ကျွန်တော်ဒီအရာတွေကိုကျွန်တော်ချိုးဖောက်မိတယ်ဆိုရင်ခံစားရအကျိုးဆက်တွေဟာအင်မတန်မှခက်ခဲတဲ့ဟာမျိုးအင်မတန်မှဒီရှုပ်ထွေးပွေနေတဲ့ဟာမျိုးဖြစ်တတ်တာပါတယ် Think about tax laws. How many people like to pay taxes? ခါကျကျွန်တော်စဉ်းစားကြည့်ရအောင်ခွန်ဆောင်ရတဲ့အလုပ်ကိုကျွန်တော်ထဲကနေပြီးတော့ဘယ်နှစ်ယောက်ကနေပြီးတော့ဒီ tax ကိုတအားရောကျွန်တော်လုပ်ချင်ပါတယ်ပေးချင်ပါတယ် No. But how many of you like the things that taxes buy? ပြီးတော့နောက်တစ်ခုကဒီ tax ကနေအခွန်ကနေပြီးတော့ကျွန်တော်ဘယ်လောက်ထိကျွန်တော်အကျိုးမြတ်ကျွန်တော်ဖြစ်ထွန်းနိုင်လဲဆိုတော့ကျွန်တော်စဉ်းစားမိပါလား We don't like traffic laws either, do we? ပြီးရခါကျကျွန်တော်တို့ဒီဟိုဟာတွေဒီနန်စီကန်တွေကိုကျွန်တော်မလိုချင်ဘူးမဟုတ်ဘူးလား But I've been to a country by the name of Myanmar. ပြီးတော့ကျွန်တော်ဒီမြန်မာဆိုတဲ့နိုင်ငံကိုကျွန်တော်ရောက်ပြီးပါတယ် Where nobody listens to the traffic laws. အဲ့တိုင်းပြည်မှာတော့ရင်စီကန်တွေကိုဘယ်သူမှလိုက်လျှောက်တာကျွန်တော်သိမတွေ့မိပါဘူး And that's crazy. အဲ့တိုင်းပြည်ရောက်တဲ့ခါမှာကျွန်တော်အရှုပ်ထွေးပွေနေတဲ့ကဲယူတော့မတတ်ပါဘူး I like walking wherever I went.
အဲ့တော့ဘယ်သူမှစီကမလိုက်တဲ့နိုင်ငံဖြစ်နေတဲ့အခါကျတော့ကျွန်တော်ကအဲ့တိုင်းမှာကားစီးရမယ်ဆိုတော့လမ်းလျှောက်တာမှပုံပြီးအာရုံတရှိတယ်လို့ပါပဲ And get on a bicycle or a scooter in Myanmar, you need to go to a mental hospital if you do that. တကယ်တော့ခင်ဗျားတို့ဆိုင်ကယ်စီးမယ်စပိတ်စီးရမျိုးများမြန်မာပြည်မှာလုတ်နိုင်တယ်လုတ်ရဲတယ်ဆိုခင်ဗျားတို့စိတ်ကူးဆရာကိုတရားရတယ်တော့တွေးတင်တယ်လို့ကျွန်တော်ထင်တယ် And by the way, it's that way in India and Vietnam and Cambodia. It's that way. It's an Asian thing, I guess. ဒါတော့ကျွန်တော်မြန်မာနိုင်ငံတခုပဲပြောတာမဟုတ်ပါဘူးကျွန်တော်ရောက်ပြီးအိန္ဒိယပြည်မှာလည်းအဲ့လိုရှင်းဆိုင်ကဲဥပပြောဗီယက်နမ်တို့ဒီလောက်ပါပဲ We have some funky traffic laws, but they are made to create order and safety and promote peace. အဲ့တော့ဒါမဲ့ကျွန်တော်ပြန်ပြောစဉ်းစားကြည့်လိုက်တဲ့အချိန်ခါမှာဒီတိုင်းပြည်မှာရှိနေတဲ့ရင်းစည်းကလမ်းစည်းကတွေသူ့ဟာနဲ့သူလောက်ထားတယ်ဥပမာခုနပြောသလို plate တွေနဲ့တေးချဟောလောက်တယ်ဆိုတာဟာအရာအားလုံးသူ့ဟာနဲ့သူပေါ့လေနော်တယောက်နဲ့တယောက်ပြီးတော့ကာကွယ်တဲ့အနေအထားမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့လုပ်ထားပြီးတာပါ And rather than wasting our time and resources cleaning up after the mess we make for ourselves, why not invest our time in preventing problems in the first place? အဲ့တော့အခုနပေါ်ပြသွားတဲ့အကြောင်းအရာမြောက်များစွာထဲမှာဒီဥပဒေတို့ဒီကျွန်တော်သာရဖျားရှင်ပေးတဲ့ပညာတရားတွေအစမိဘတွေလိုက်လျှောက်ရတဲ့လုပ်စေခြင်းတဲ့အရာလိုက်လျှောက်တယ်ဆိုတဲ့အကြောင်းအရာအားလုံးဒီဟိုပြဿနာပေါင်း1600လောက်ဆောင်ပြီးမှပြန်ပြီးရှင်းထုတ်ရတဲ့ပြဿနာတွေထက်ကြိုတင်ကာကွယ်ထားခြင်းမှာပိုပြီးတော့ကောင်းမြတ်တဲ့အကြောင်းအရာမဟုတ်ဘူးလား Why not schedule some preventive maintenance for our lives? ထိုနည်း၎င်းပဲကျွန်တော်ရဲ့ဘဝအသက်တာမှာမဖြစ်ခင်မှာကြိုတင်ပြီးတော့ကာကွယ်ထားတယ်လိုက်လျှောက်ခြင်းအဖြစ်ကာကွယ်တယ်ဆိုတာပိုပြီးတော့လုပ်တယ်နော် Obey God's word. အဲ့အတွက်ကျွန်တော်ဘုရားရှင်ရဲ့စကားကိုကျွန်တော်စိတ်စိတ်နားထောင်ကြရအောင် Listen to what our parents tell us. နောက်ပြီးတော့ကျွန်တော်ရဲ့အကျိုးအတွက်ပဲလူလားပြီးချစ်မြတ်နိုးနေတဲ့မိဘတွေရဲ့စကားကိုကျွန်တော်နားထောင်ကြရအောင် Follow the law. ပြီးတော့ခါမှာကျွန်တော်ရဲ့ဥပဒေတွေကိုကျွန်တော်နားထောင်လိုက်လျှောက်ဖို့ဟာအင်မတန်မှအရေးကြီးပါတယ် And many of your problems will simply disappear. အဲ့တော့ကျွန်တော်ရဲ့ဒီအကြောင်းအရာ၃မျိုးကိုဒါကျွန်တော်အသေးချာလှုပ်ဆောင်နေဆိုရင်ကျွန်တော်တို့ရင်ဆိုင်တတ်လက်တတ်တော့ရင်ဆိုင်လက်တတ်တော့ပြဿနာမြောက်များစွာနေတာသူ့ဘာလို့ချုပ်ငြိမ်းသွားမှာ In just a few minutes, you're going to read your church covenant. ခဏနေကြရင်ကျွန်တော်တို့ဒီအတင်းသားတွေလိုက်လျှောက်တတ်တော့ကျွန်တော်အတင်းတော်ပတိညင်တွေကျွန်တော်ဘုရားမင်္ဂလာမယူခင်မှာကျွန်တော်ဖတ်မှာဖြစ်ပါတယ် The church covenant will say, I will do this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 . တော့ပညာတရားထဲမှာကျွန်တော်အတင်းတော်တွေခံယူတတ်အပ်တော်ဒီပတိညင်တရားပေါ့လေပညာမဟုတ်ပါဘူးပတိညင်တရားကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်လိုက်လျှောက်ပါမယ်ကျွန်တော်နားခံပါမယ်ဆိုတော့အကြောင်းအရာတွေကိုကျွန်တော်ဒီဘောက right side ရှင်ငါစကား right side ရှင်ငါစကားဆိုပြီးကျွန်တော်ပြောမှာဖြစ်ပါတယ် And why? ဘာဖြစ်လို့လဲ So we can be at peace with one another. ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီထောရဖျားရှင်နောက်ကိုလိုက်လျှောက်တယ်ဆိုကြမှာအင်မတန်မှငင်းချမ်းစွာနဲ့ပြောရှင်စွာကျွန်တော်လိုက်လျှောက်တယ်လို့ဖြစ်ပါတယ် And peace with our God. ပြီးတော့ကျွန်တော်ရဲ့ဖျားရှင်တဲ့အတွက်ဖျားရှင်နဲ့ကျွန်တော်တို့ပြောရှင်ဝမ်းမြောက်စွာနဲ့ကျွန်တော်တို့ဆက်ဆံနိုင်ဖို့ဖြစ်ပါတယ် And at peace with our world. ဒီအခါမှာကျွန်တော်ကဘာလောကကြီးမှာလူတိုင်းနဲ့လည်းတဟဆာတာဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်ဖို့ပါ Will you bow with me in prayer? ဆုတောင်းကြရအောင် Father God, I thank you for this opportunity you've given me to share how to prevent problems in our lives. And Father, please forgive me for the many times that I could have prevented problems for myself, but I didn't. Either because of my hard-headedness or because it was something I wanted or because I was just too stupid to follow what I knew was right. And Lord, today I pray that you would be with my Kachin brothers and sisters and that they would see the truth of these words. That we pretty much know what will keep us out of trouble if we follow your word, if we listen to our parents, if we follow the law, then we will probably be okay. Life will be easier and we will be more at peace. Thank you for my friends, oh God, and allow us the strength to be the people that our covenant says that we will be. This is my prayer, and I pray it in Jesus' name. Amen. Amen.